အော်တိုဘာ6ရက်ည9:00နာရီခွဲချိန်ခန့်ကမန္တလေးတိုင်းဒေသကြီးပြည်ကြီးတခွန်မြို့နယ်59စီလမ်းမှာမီးလောင်မှုဖြစ်ပွားပြီး15မိနစ်အကြာမီးငြိမ်းခဲ့ရပါတယ်။ဒါအပြင်အဲ့ဒီည8နာရီချိန်ခန့်ကလည်းချမ်းမြတ်သာစီမြို့နယ်မှာလည်း level 2အဆင့်ရှိမီးလောင်မှုဖြစ်ပွားခဲ့ပြီးတနအီကျော်အကြာမီးငြိမ်းခဲ့ရပါတယ်။အလားတူည8နာရီခွဲချိန်ခန့်ကလည်းရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်စံကြီးမီရက်ကွန်အမကအစေကျောင်းလမ်းမှာမီးလောင်မှုဖြစ်ပွားခဲ့ရာ10မိနစ်ခန့်အကြာမီးငြိမ်းသက်ခဲ့ရကြောင်းသိရပါတယ်။အဆိုပါမီးလောင်မှုဖြစ်စဉ်တွေမှာသတင်းကျွတ်လာပညာမီးပုံပြန်လွတ်တင်ရမှာနေအိမ်ပေါ်ကြကမီးလောင်ခဲ့ခြင်းဖြစ်ပြီးနေအိမ်နှလုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။နောက်ထပ်ည8:18မိနစ်ခန့်ကလည်းရှမ်းပြည်နယ်တောင်ကြီးမြို့နယ်အေးတရာမြို့ရက်ကွက်30မှာမီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။အေးတရာနယ်မြေမီးတပ်စခန်းမှာမီးတပ်ရင်တစီရေသေးရင်တစီနဲ့10မိနစ်ခန့်မီးငြိမ်းသက်ခဲ့ရပါတယ်။အော်တိုဘာ9ရက်နနက်9နာရီခွဲခန့်ကလည်းနေပြည်တော်လဲဝေးမြို့နယ်အမှတ်9ရက်ကွက်အမ်ဘူ6လမ်းတောင်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးမိနစ်30ကျော်အကြာမီးငြိမ်းသက်ခဲ့ရကြောင်းသိရပါတယ်